Persian Empire ရဲ့ဘုရင် Darius III က Granius River တိုက်ပွဲနဲ့ Isaac တိုက်ပွဲမှာရှုံးနေပြီးတဲ့နောက်မှာထွက်ပြေးပြီးတော့ပြန်လည်တိုက်ခိုက်ဖို့အင်အားတွေပြန်လည်စုဆောင်းနေခဲ့တယ်။တစ်ချိန်တည်းမှာပဲ Alexander ကတော့အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာ Persian Empire ရဲ့အရှေ့ဘက်ကိုဆက်လက်သိမ်းပိုက်ခဲ့တယ်။ကျွန်တော်တို့အခု Iraq ကိုတည်တဲ့နေရာအဲ့ရဲ့မြို့တစ်ခုဖြစ်တဲ့ Mosul ဆိုတဲ့မြို့ပေါ့နော်။အဲ့ဒီမြို့ကအဲ့ခေတ်တုန်းက Guatemala ဆိုတဲ့မြို့အနေနဲ့တည်ရှိတယ်။အဲ့နေရာမှာနှစ်ဖက်စလုံးအနေနဲ့နောက်ဆုံးတိုက်ပွဲကိုပြင်ဆင်ခဲ့ကြတယ်။ Persian ဘုရင် Darius အတွက်နောက်ဆုံးခွင့်ရဖြစ်ပြီးတော့ Alexander အတွက်အဆုံးသတ်တိုက်ပွဲလုပ်ဖို့အတွက်ခွင့်ရဖြစ်ခဲ့တယ်။ဆိုတော့ပြန်ဆက်ရရင် Alexander the Great က Granicus River နဲ့ Isaac တိုက်ပွဲတွေပြီးတဲ့နောက်မှာအဲ့တိုက်ပွဲတွေကိုအနိုင်ရပြီးတဲ့နောက်မှာ Persian ရဲ့အနောက်ပိုင်း Emperor တစ်ခုလုံးထိန်းချုပ်နိုင်ခဲ့တယ်။ Tyre မြို့ကိုရယူပြီးတော့ Egypt ကိုလည်းထိန်းချုပ်ထားနိုင်ခဲ့တယ်။ Persian Emperor ကလည်းကျေပြတ်တဲ့ Emperor ဖြစ်တဲ့အတွက်ကြောင့်မလို့ Darius အနေနဲ့နောက်ဆုတ်ပြီးတော့အင်အားတွေပြန်လည်စုဆောင်းနိုင်ခဲ့တယ်။သူ့အနေနဲ့အင်အားအရင်လောက်မများတော့ပေမဲ့မှတ်တမ်းတွေအရ9000ကနေ8000ကြားရှိတဲ့အင်အားကိုသူပြန်လည်စုဆောင်းနိုင်ခဲ့တယ်။အဲစုဆောင်းထားတဲ့အင်အားနဲ့သူက Alexander ကိုရင်ဆိုင်ဖို့အတွက်ကိုပြင်ဆင်ထားတယ်။သူ့ရဲ့ထုံးစံတိုင်းပဲသူကစစ်မြင့်ရထားတွေကိုကောင်းကောင်းအသုံးပြုတတ်တဲ့သူဖြစ်တယ်။ဒါကြောင့်မလို့သူကတိုက်ပွဲရင်ဆိုင်ဖို့နေရာကိုမြေပြန့်ကိုရွေးချယ်ထားတယ်။အဲ့မြေပြန့်မှာသူအားကိုးရတဲ့ chariot စစ်မြင့်ရထားတွေရဲ့မြင့်တက်ကinfantry လို့ခေါ်တဲ့ခြေလျင်စစ်တပ်တွေပါတယ်။ဒါအပြင်သူကဒီခုတစ်ခေါက်မှာတော့ war elephant တွေပါစစ်စင်တွေကိုပါထည့်ပြီးတော့အားဖြည့်ထားတယ်။ Alexander တက်အနေနဲ့ကတော့အင်အားကတဝက်လောက်ပဲရှိတယ်ပေါ့။ဆိုတော့အင်အားကတော့2ဆလောက်ကွာနေတယ်။ဒါပေမဲ့သူတို့ကတိုက်ပွဲကိုအစဉ်တိုက်ပွဲရင်ဆိုင်ဖို့အတွက်ကိုအစဉ်သင့်ဖြစ်နေကြပြီ။ Alexander ရဲ့တက်ကလည်းထုံးစံတိုင်းပဲသူ့ရဲ့အားကိုးရတဲ့စစ်ဗိုလ်ချုပ် Parmenion ဦးဆောင်တဲ့စစ်တပ်ကဘယ်ဘက်ချမ်းမှာနေရာယူထားတယ်။အလယ်မှာသူအားကိုးရတဲ့ Macedonian phalanx 6မီတာလောက်ရှိတဲ့ spear တွေကင်ထားတဲ့တပ်ဖွဲ့ကနေရာယူထားတယ်။သူကိုယ်တိုင်ကတော့သူ့ရဲ့မြင့်တက်နဲ့အတူတူညာဘက်ချမ်းမှာနေရာယူထားတယ်။ဒါအပြင်ခြေလင်းစစ်တပ်အနေနဲ့ပါရှိတယ်။ဒီနေရာမှာတခု highlight လုပ်ချင်တာက Ibek ခေတ်ကတိုက်ပွဲတွေတိုက်တဲ့အခါမှာသူ့ဘက်ကစစ်ဘယ်လိုပြင်ဆင်ထားလဲကိုယ့်ဘက်ကဘယ်လိုပြင်ဆင်ထားလဲဆိုတာကိုနှစ်ဖက်အနေနဲ့မြင်နေရတာပေါ့နော်။သူတို့စစ်တပ်တွေကဘယ်အဖွဲ့ကဘယ်ဘက်ချမ်းမှာနေရာယူထားတယ်ဘယ်ဘရင်ကဘယ်နေရာမှာရှိတယ်စသဖြင့်မြင်သာနေတယ်ပေါ့ဆိုတော့အဲ့လိုမြင်နေရတဲ့အနေအထားမှာ Alexander ကသူ့ရဲ့မြင်တက်ကိုဥဆောင်ပြီးတော့ညာဘက်ကနေပြီးတော့ဒီ Persian စစ်တပ်ကိုဝိုက်ပြီးတော့ပတ်ဖို့စ조사တယ်ပေါ့ဘာဖြစ်လို့အဲ့လိုစ조사လဲဆိုတော့စစ်တေရဲ့သဘောမှာဒီဝိုင်းခံလိုက်ရတယ်ဆိုရင်ရှုံးဖို့များတယ်အခု modern ကျွန်တော်တို့ဒီလက်ရှိခေတ်မှာစစ်တိုက်တဲ့ခါမှာလည်းဒီနီးလန်းတွေကလက်တွေ့အသုံးပြုနေတော့မယ်ပေါ့ဆိုတော့ပြောချင်တာက Alexander ကဗျူဟာတစ်ခုအနေနဲ့သူ့ရဲ့မြင့်တက်ကိုညာဘက်ကနေပြီးတော့ဝိုက်ပြီးတော့ Persian စစ်တပ်ကိုဝိုင်းဖို့ကြံတဲ့ပုံစံမျိုးလုပ်တာပေါ့ဆိုတော့အဲ့ဒီအချိန်မှာ Persian မြင့်တက်ကလည်းဒီ Alexander ရဲ့ movement ကိုကာကွယ်ဖို့ပြီးတော့ပြန်ပြီး counter လုပ်ဖို့အနေနဲ့သူကပြန် white တာပေါ့ Alexander ရဲ့မြင့်တက်ရဲ့အပြင်ဘက်ကနေပြန် white ပြီးတော့ပတ်ဖို့လုပ်တာပေါ့အဲ့ဒီအချိန်မှာ Alexander ကအဲ့တက်ကိုဓာတ်ရိုက်ဝင်တိုက်တယ်ပေါ့နော်ဝင်တိုက်တဲ့အချိန်မှာသူတို့တိုက်ပွဲစဖြစ်ပြီးသူ့ရဲ့အကြံစီကအဲ့ဒီအချိန်မှာဒီ Persian ရဲ့တက်တွေကိုခွဲထုတ်ဖို့ပေါ့နော်ခွဲထုတ်အလဲစင်တာကိုသူကဒီကဝင်ကျင်တာပြောရရင် Alexander စင်တဲ့အကွက်ထဲကို Darius ကရောက်သွားတဲ့သဘောပေါ့ဆိုတော့အဲ့ဒီအချိန်မှာသူကအခွင့်အရေးလို့မြင်လိုက်ပြီးတော့ Darius ကသူ့ရဲ့စင်မြင့်ရထားတွေကို unleash လုပ်လိုက်တယ်လွတ်လိုက်တယ်ပေါ့လွတ်လိုက်တော့အဲ့ဒီစင်မြင့်ရထားတွေကတိုက်ရိုက်ပြေးသွားပြီးတော့တိုက်ခိုက်တာပေါ့တိုက်ခိုက်တဲ့အချိန်မှာသူတို့က javelin တွေနဲ့ပစ်တယ်ဒီမြလန်တွေမြားတွေနဲ့ပစ်တာပေါ့ပစ်တဲ့အချိန်မှာတော်တော်များများထိခိုက်တယ်ဒါပေမဲ့ဆက်တိုးလာတဲ့အချိန်မှာသူ့ရဲ့ခြေလင်းတက်ကိုသူကဖွင့်ပေးလိုက်တယ်ဖွင့်ပေးလိုက်တော့ဒီစစ်မြင့်ရထားတွေရဲ့ effect ကတက်ရောက်မှုအကျိုးတက်ရောက်မှုကထင်ထားသလောက်မဖြစ်တော့ဘူးအဲ့လိုအနေထားမှာ Darius ဦးဆောင်တဲ့ဒီ center မှာရှိတဲ့အဖွဲ့ကစစ်မြင့်ရထားတွေလည်းရှေ့ကိုတိုးသွားတယ်သူ့ရဲ့မြင့်တက်ကလည်း Alexander ရဲ့မြင့်တက်နဲ့တိုက်နေတယ်အဲ့ဒါကြောင့်မလို့အလဲမှာအင်အားနေသွားတယ်အဲ့ဒီအချိန်မှာ Alexander ကသူကိုယ်တိုင်လည်းဥဆောင်တယ်ပြီးတော့သူ့ရဲ့ဒီ balance တက်ကိုလည်း Darius ရှိတဲ့စစ်တပ်ရဲ့အလဲကိုတိုက်ခိုက်ဖို့အတွက်ကိုညွှန်ကြားလိုက်တယ်အဲ့လိုနည်းနဲ့သူကဒရမန်ကျောင်းဝင်တိုက်တာပေါ့ဝင်တိုက်တဲ့အချိန်မှာ Darius ကလန့်ပြီးတော့ထွက်ပြေးတာသူထွက်ပြေးတဲ့အချိန်မှာသူ့ရဲ့ဘယ်ဘက်ချမ်းမှာရှိတဲ့သူ့ရဲ့မြင့်တက်က Alexander ရဲ့စစ်ဗိုလ်ချုပ်ဦးဆောင်တဲ့ Parmenion စစ်ဗိုလ်ချုပ်ဦးဆောင်တဲ့တက်ကိုအနိုင်ရနေအသာစီးရနေအဲ့အချိန်မှာတော်တော်လေးရှုံးနေတဲ့အနေအထားမှာဒီ Parmenion ကသူ့ရဲ့ဗိုလ်ချုပ် Alexander ကိုအကူအညီတောင်းတယ်ပေါ့နော်သူ့ရဲ့ဘုရင် Alexander ကိုအကူအညီတောင်းတယ်မှာ Alexander က Darius နောက်ကိုဆက်မလိုက်တော့ဘဲနဲ့ပြန်လှည့်လာပြီးတော့သူ့ရဲ့
ရှုံးနေနေတဲ့မြင့်တက်ကိုကူတိုက်ပေးခဲ့တယ်အဲ့တော့ Darius ကတော့လွတ်သွားတယ်ဒါပေမဲ့တိုက်ပွဲမှာသူတို့အကြီးကျယ်ကြာရှုံးသွားတယ်ခေါင်းဆောင်ထွက်ပြေးသွားပြီဆိုတာသိရနောက်မှာအနိုင်ရနေတဲ့ဒီမြင့်တက်ကလည်း moral ကျပြီးတော့ဆက်မတိုက်နိုင်တော့ဘူးမတိုက်နိုင်တော့မှလည်းခစင်ကလေးထွက်ပြေးရတယ်ပေါ့နော်ဆိုတော့အဆုံးသက်အနေနဲ့ဒီ Gaugamela စစ်ပွဲမှာ Alexander က Persian Emperor ကိုအပိသက်တိုက်ခိုက်နိုင်တယ်လို့ပြောလို့ရတယ်အဲ့လိုဒီတိုက်ပွဲပြီးသွားတဲ့နောက်မှာသူကဒီ Persian Emperor ရဲ့မြို့တော်ဖြစ်တဲ့ Babylon ပေါ့ကျွန်တော်တို့ကြားခဲ့ဘူးတဲ့ Babylon မြို့တော်အဲ့ဒါ Persian ရဲ့မြို့တော်ဖြစ်ခဲ့တယ်ဆိုတော့အဲ့မြို့တော်ကိုသူကသိမ်းတဲ့အခါမှာဒီမြို့ကိုဦးစီးထားတဲ့ government official တွေပေါ့နော်ဝန်ဒီမြမှုရန်တွေကလည်း Alexander ကိုဘုရင်အနေနဲ့ကြိုဆိုကြတယ်ဆိုတာကိုမှတ်တမ်းတွေမှာတွေ့ရတယ်ပေါ့ပြီးတော့ Alexander ကအဲ့ Babylon မြို့ကိုသိမ်းပြီးတဲ့နောက်မှာ Susa ဆိုတဲ့မြို့အဲ့မြို့မှာသူနန်းတက်ပွဲလုပ်တယ်ပေါ့ဆိုတော့ Persian ဘုရင် Darius က Babylon နဲ့ဒီ Babylon ကနေတဆင်သူကနေပြီးတော့အရှေ့ဘက်Paktia ဆိုတဲ့နေရာဘက်ကိုထွက်ပြေးသွားတယ်အဲ့နေရာကအခုခေတ်ဆိုရင် Afghanistan ပေါ့အဲ့ဘက်ချမ်းဆိုတော့အဲ့မှာ Alexander အနေနဲ့ Darius ကိုအဆုံးသတ်ရှင်းဖို့အတွက်ကိုထပ်ပြီးလိုက်သွားတဲ့အချိန်မှာပဲဒီ Darius ကသူ့ရဲ့မျိုးတော်ဝင်တယောက်ဖြစ်တဲ့ Bessus ဆိုတဲ့ဝင်ကြီးလို့လည်းပြောတယ်ပေါ့နော်သူ့ရဲ့လောက်ကျန်ခြင်းကိုခံလိုက်ရတယ်လောက်ကျန်ခြင်းခံလိုက်ရပြီးတော့ဒီ Alexander ကဒီ Darius ကိုသူ့ရဲ့ royal tomb မှာမြုပ်နှံခွင့်ပေးခဲ့တယ်သူ့ရဲ့ဒီ ancestor နဲ့တူတူပေါ့တချို့မှတ်တမ်းတွေမှာတော့ဒီ Bessus က Alexander ကနေပြီးတော့ဒီတန်တမန်ရေးရာအတွက်ညှိနှိုင်းဖို့အတွက်ကို Darius ကိုလောက်ကျန်တပ်ဖြတ်ခဲ့လို့လည်းပြောကြတယ်တချို့ကကြလည်းဒီ Bessus ကဒီ Darius ကိုလောက်ကျန်ပြီးတော့သူကိုယ်တိုင်ကဒီဘယင်အနေနဲ့ခံယူတယ်ဆိုတဲ့ဟာမျိုးနဲ့တွေ့ကြတယ်ပေါ့နော်ဘယ်ဟာအမှန်ဖြစ်မလဲဆိုတာတော့စိတ်ဝင်စားစရာကောင်းပါတယ်တော့ Persian ဘယင် Darius တာကြာဆုံးပြီးတဲ့နောက်မှာ Persian Emperor officer တွေဒီမြမှုတန်းတွေက Alexander ကိုသစ္စာခံတယ်ပြီးတော့Alexander အနေနဲ့ကလည်းသူတိုက်ပွဲမှာတိုက်ပေးခဲ့တဲ့ Greek စစ်သားတွေကိုတဲကအိမ်ပြန်ခြင်းတဲ့သူကိုအိမ်ပြန်ခွင့်ပေးခဲ့တယ်သူအနေနဲ့ကတော့အရှိတ်ဘက်ဒီ Persian Emperor ရဲ့အရှိတ်ဘက်အချမ်းတွေကိုဆက်လက်ချီတက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ဖို့ရည်ရွယ်ချက်ရှိခဲ့တယ်ပေါ့ area လို့ခေါ်တဲ့နေရာအခုခေတ် Afghanistan ပေါ့အဲ့ဒီဘက်မှာရှိတဲ့နေမြေတချို့ကိုသူဆက်လက်သိမ်းပိုက်ခဲ့တယ်အဲ့ဒီမှာရှိတဲ့အဖွဲ့တွေကလက်နက်ချခြင်းအောင်ဆောင်ပြီးတော့ပုံကန်ချနာဖို့ကြံတယ်ဒါပေမဲ့လည်းလွယ်လွယ်ကူကူပဲရှင်းလင်းနိုင်ခဲ့တယ်ဒီနေရာမှာသမိုင်းမှတ်တမ်းတွေမှာ remind လုပ်ထားတဲ့တစ်ချက်ရှိတာက Alexander ရဲ့အဖေ Philip တုန်းကလည်းလောက်ကျန်ခံခဲ့ရတယ်ဒီ Macedonian court မှာကဒီလိုမျိုးသူတို့မကြိုက်တော့တဲ့အခါမျိုးမှာပြန်လဲလောက်ကျန်ဖို့အတွက်ကိုပြန်လဲလမ်းချဖို့အတွက်ကိုသူတို့စီမံထားတဲ့ဟာတွေအဲ့လိုမျိုးလုပ်တဲ့အလေးထားတွေရှိတယ်ပေါ့အဲ့ဒီအချိန်မှာ Philotas ဆိုတဲ့ Alexander ရဲ့လက်အောက်ကလူတစ်ယောက်ကသူ့ကိုခြားနာဖို့အတွက်ကိုပုံကန်ခြားနာဖို့အတွက်ကိုဥဆောင်တဲ့သူအနေနဲ့ Alexander တီးသွားတဲ့ဟာမှာ तू ကမြင့်တက်ပူချုပ်ပေါ့နော်ဆိုတော့ तू က Alexander ရဲ့အားကိုးရတဲ့ဒီ General Parmenion ရဲ့သားလည်းဖြစ်တယ်ပြောရရင်ဒီ Persian Emperor ကိုတိုက်ခိုက်ခဲ့တဲ့အချိန်လုံးမှာအားကိုးရတဲ့စစ်သူကြီးကောင်းတစ်ယောက်ဖြစ်တယ်ပေါ့သူကဥဆောင်ပြီးတော့ပုံကန်ဖို့အတွက်လုပ်တယ်ဆိုပြီးတော့ Alexander သတင်းရတယ်ခါမှာဖမ်းပြီးတော့နှိပ်စက်တဲ့ခါမှာ Philotas ကဝန်ခံခဲ့တယ်သူဝန်ခံလိုက်တဲ့အတွက်ကြောင့်မလို့ Alexander ကသူ့ကွက်မြတ်လိုက်တယ်ကွက်မြတ်ပြီးချင်းမှာပဲသူကသူ့အဖေပေါ့ပါမေနီယန်သူအားကိုးရတဲ့ဒီဘိုးချုပ်ပါမေနီယန်ဟိုသူကမြို့တစ်မြို့မှာသူကသူလောက်ခိုင်းထားတာအုပ်ချုပ်ခိုင်းထားတဲ့အခါဟိုသူ့သားကိုသူတတ်လိုက်တယ်ဆိုတာကိုပေးမသိပဲနဲ့သူက assassin ကိုလွတ်ပြီးတော့ဘိုးချုပ်ပါမေနီယန်ကိုလှုပ်ကြံခိုင်းခဲ့တယ်ဆိုတော့ပြောရရင် Persian Emperor ကိုသူတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာသူ့ဘက်ကလည်းဆုံးရှုံးမှုတွေစတင်ခဲ့တယ်ပေါ့သူအားကိုးရတဲ့ဗိုလ်ချုပ်နဲ့သူ့သားကိုသူကိုယ်တိုင်ရှင်းပြခဲ့ရတယ်အဲ့ဒီအချိန်မှာဒီ Darius ကိုလှုပ်ကြံခဲ့တဲ့ Bessus ကိုလည်းသူ့လူတွေကပြန်ဖမ်းပြီးတော့ Alexander လက်ထဲကိုအပ်ခဲ့တယ်ဆိုတော့ Alexander ကလည်းသူ့ကိုကွပ်မျက်ခဲ့တယ်ဒါတွေပြီးတဲ့အချိန်မှာ Alexander ကဒီမြို့တွေကိုအုပ်ချုပ်ဖို့အတွက်ကိုလူတွေထားခဲ့ပြီးတော့သူကိုယ်တိုင်က Tajikistan ဘက်ကိုဆက်ပြီးချီတက်တယ်ပြောရရင်အဲ့ဒီအချိန်မှာသူသိမ်းပိုက်ထားတဲ့ Persian Empire မှာရှိတဲ့မြို့တွေတော်တော်များများမှာပုံကံမှုတွေဒီတောက်ကြားတိုက်ခိုက်မှုတွေကတော့ရှိနေတော့မှဖြစ်တယ်အဲ့ဒီအချိန်မှာ Alexander ကိုယ်တိုင်က Persian တွေရဲ့တ
delay ထုံးစံတွေကိုတချို့ကိုယ်တိုင်ကျင့်သုံးလိုက်နာတယ်သူ့လူတွေကိုလည်းကျင့်သုံးဖို့တွန်းအားပေးတယ်ပေါ့အဲ့ဒါတွေကြောင့်မလို့သူတို့ကြားထဲမှာအကွဲပြဲပို့ဖြစ်လာတယ်တချို့ဆိုရင်အလက်ဇန္ဒာကိုယောက်ျားမပြီးသားတဲ့သူအချင်းစာရိတပြပြတဲ့သူတနည်းအားဖြင့်ပြောရရင်အမျိုးဘာသာသာသနာကိုမဆောင်ရှောက်တဲ့သူပေါ့အဲ့လိုမျိုးအနေနဲ့ယူဆရတယ်ပေါ့နောက်ပြီးပို့ဆိုးသွားတာတခုကသူနဲ့ဒီ Granny Cass River မှာတိုက်ခဲ့မှုတဲ့ဗိုလ်ချုပ်တယောက်ဖြစ်တဲ့ Clyde ဆိုတဲ့ဗိုလ်ချုပ်ကိုလည်းသူကအရက်မူးပြီးတော့ကွပ်မျက်ခဲ့တယ်ဆိုတော့အဲ့ဗိုလ်ချုပ်ကတကယ်တမ်းပြောရရင်အဲ့ဘတ်တယ်မှာသူ့အသက်ကိုကယ်ပေးခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်တမိုင်းမှတ်တမ်းတွေအရအလက်ဇန္ဒာအဲ့အချိန်မှာနောင်တတွေရနေခဲ့တယ်လို့လည်းတွေ့ရတယ်ဒါပေမဲ့သူနောင်လိုက်တွေတော်တော်များများကဒီအလက်ဇန္ဒာရဲ့တုတ်ပြုတ်မှုလောက်ကိုင်းတဲ့ပုံစံတွေဒီပါရှန်တွေကိုအလေးပေးတဲ့အပြုတ်မှုတွေကိုမကျေနပ်ကြတော့ဘူးသူ့အနေနဲ့ဘောင်ကျော်ပြီးတော့လှုပ်တယ်လို့တော့မှတချို့ကဆွဆွဲလာတယ်ပေါ့ဘလောက်တောင်ဖြစ်လဲဆိုရင်ဖျားသခင်နဲ့မြင့်မြတ်တဲ့အရာတွေကိုစော်ကားတဲ့အပြုတ်မှုမျိုးတွေလှုပ်ဆောင်တယ်ဆိုပြီးတော့ပြောလာကြတယ်။ပိုင်းမှာအလက်ဇန္ဒာကိုပုံကံဖို့ကြံစီတဲ့ဟာတွေထောက်ချောက်ဖြစ်လာတယ်။အလက်ဇန္ဒာကလည်းဒါတွေကိုတားဆီးပြီးတော့ဖမ်းနိုင်ငယ်ထောင်ချနိုင်ခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာသူကဒီဟာကိုတည်ငြိမ်ပြီလို့ယူဆပြီးတော့အိန္ဒိယဘက်ကိုဆက်လက်ချီတက်ချင်ခဲ့တယ်။သူထပ်ပြီးတော့နေမြေချဲ့ချင်တာပေါ့။အဲ့ဒီအချိန်မှာဒီ8နှစ်စတိုက်အိမ်မပြန်သေးဘဲနဲ့တိုက်ပွဲဝင်နေတဲ့စစ်သားတွေကစိတ်ပြတ်လာတယ်။အဲ့လိုပုံကံမှုတွေဖြစ်လာတဲ့အတွက်ကြောင့်မလို့အလက်ဇန္ဒာကရွေးချယ်စရာမရှိဘဲနဲ့တက်ပြန်ဆုတ်ခဲ့ရတယ်။အဲ့လိုပြန်ဆုတ်တဲ့လမ်းကြောင်းတစ်လျှောက်မှာဒီသဲကန္နာတခုကိုဖျက်ရတာရှိတယ်။အဲ့ဒီသဲကန္နာကိုဖျက်တဲ့အတွက်ကြောင့်မလို့ဒီအစာပြတ်တာတွေခီးကျန်းတာတွေကြောင့်မလို့စစ်သားတွေတော်တော်များများလည်းတိတ်ဆုံးခဲ့ရတယ်။သူပြန်ရောက်တဲ့အချိန်မှာတချို့မျိုးစားတွေနေစားတွေကိုသူကွက်မြက်ခဲ့တာရှိတယ်။အုပ်ချုပ်မှုမကောင်းလို့ညံ့ဖျင်းလို့သူရှိနေတဲ့အချိန်မှာမတရားမှုတွေလုပ်လို့ဆိုပြီးတော့အကြောင်းပြချက်နဲ့ပေါ့။အချိန်မှာ OPS မျိုးမှာလည်းပုံကံမှုတွေရှိခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာပြောခဲ့သလိုအလက်ဇန္ဒာအနေနဲ့ပါရှန်တွေကိုဦးစားပေးတယ်ပါရှန်ဒလိထုံးတန်းစင်တာတွေကိုလိုက်နာတယ်သူ့ရဲ့ Greek လူမျိုးတွေကိုပါရှန်တွေနဲ့ပေါင်းဖက်ဖို့အတွက်ကိုစူးစမ်းတယ်ဒီအတွက်ကြောင့်မလို့သူ့ကိုပြင်းပြင်းထန်ထန်ပုံကန်လာကြတယ်အဲ့ဒီအချိန်မှာအလက်ဇန္ဒာက speech တစ်ခုပြောခဲ့တယ်သူ့ speech ကိုအသေးစိတ်ကိုကျွန်တော်နောက်ထပ် episode တစ်ခုမှတခြားလေးပြောပြပေးပါမယ်နောက်ဆုံးမှာအလက်ဇန္ဒာကအာရေဗီးယားကိုထပ်မံတိုက်ခိုက်ဖို့ကြံစီနေတော့မှာပဲရုတ်တရက်နာမကျန်းဖြစ်ပြီးတော့ကွယ်လွန်သွားတယ်ဆိုပြီးသိရတယ်။အဲဒီအချိန်မှာအသက်က32နှစ်ပဲရှိသေးတယ်။ဘာကြောင့်သေဆုံးသွားတယ်ဆိုတဲ့အချက်လက်ကိုတမိုင်းမှတ်တမ်းတွေမှာတေချာတော့မပြောထားဘူး။မယ်လရီးယားကြောင့်လို့ဝမ်းပြက်ဝမ်းလျှောတိုက်ဖိုက်ကြောင့်လို့ပြောထားတာရှိသလိုအစိတ်ကြောင့်လို့လည်းသုံးသပ်ထားတဲ့ဟာတွေရှိတယ်။ဆိုတော့ညီကုန်းချုပ်ရရင်အလက်ဇန္ဒာအနေနဲ့ကအသက်ငယ်လေးနဲ့21နှစ်နဲ့ဒီပါရှန်အင်ပါရာကြီးကိုသိမ်းပိုက်ဖို့အကြံစီအကြီးကိုအကောင့်ထဲဟောခဲ့ပြီးတော့တိုက်ပွဲတွေမှာလည်းအောင်ခဲ့တယ်။သူအောင်မြင်တဲ့အချိန်ကခဏလေးပဲဆိုပေမဲ့သူကတိုက်ပွဲတွေမှာဘယ်တော့မှမရှုံးခဲ့တဲ့သူရဲ့ကောင်းတစ်ယောက်ဖြစ်ခဲ့တယ်ပေါ့ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကသူကအချိန်ခဏလေးအတွင်းနဲ့ဒီ emperor ကြီးတစ်ခုလုံးသိမ်းနိုင်ခဲ့တယ်အဲ့ဒီအတွက်ကိုလည်းသူရေရှည် plan တွေအတွက်ကိုတေချာစဉ်းစားထားရလို့တော့ယူဆရတယ်သူရဲ့ Greek စစ်ဗိုလ်ချုပ်တွေလူကြီးလူကောင်းတွေနဲ့ပါရှန်အမျိုးကောင်းသမီးတွေနဲ့ကိုသူထိမ်းများပေးခဲ့တဲ့အမျိုးတွေရှိတယ်။သူကိုယ်တိုင်ကနေပြီးတော့တချို့ဘရင်မားတွေမင်းသမီးတွေကိုလက်ဆက်ခဲ့ပြီးတော့ရေရှည်အတွက်ကိုပြင်ဆင်ခဲ့တာတွေတွေ့ရတယ်။ဒါပေမဲ့သူသိပြီးတော့အချိန်မရခင်မှာပဲသူ့အချိန်နှီးကုန်းချုပ်သွားတယ်ပေါ့နော်။ဆိုတော့သူ့မှာဆက်စာမရှိခဲ့ဘူး။မရှိအဲဒီအတွက်ကြောင့်မလို့သူမရှိတော့တဲ့နောက်ပိုင်းမှာသူ့ရဲ့တိုင်းပြည်ကအစိတ်စိတ်မှာပြန်လဲပြိုကွဲသွားတယ်ပေါ့။အဲဒီနောက်ပိုင်းမှာတော့ဒီ Roman Emperor ဖြစ်ဖို့အတွက်လမ်းကြောင်းတွေပေါ်လာတာပေါ့ဆိုတော့ Alexander အကြောင်းကတော့ဒီလောက်ပါပဲ History of War and City ကနှုတ်ဆက်လိုက်ပါတယ်တကယ်လို့ like and subscribe မလုပ်ရသေးရင်လုပ်ပေးသွားကြပါအောင်ကျေးဇူးတင်ပါတယ်ခင်ဗျာ